စစ်စစ်ကားလောကကိုအံ့အားသင့်စေခဲ့တဲ့ကားတစ်စီးရှိပါတယ်။အဲ့ဒါကတော့ BYD ATO ဝင်းပါပဲ။ဒီကားမှာဘာတွေများဒီလောက်တောင်ထူးခြားနေလို့လဲ။ကဲတွေ့အတီးကကြရဲ့အချက်ဒီကိုတစ်ချက်ချင်းစီကြည့်လိုက်ကြရအောင်။ ဟုတ်ပါတယ်ဒီနေ့ရဲ့အင်္ဂါတင်စရာအကောင်ဆုံးလက်စစ်ကားတဲ့အပြော်ကြီးတယ်လို့ထင်စရာရှိပေမဲ့ဒီမတ်ချက်ကသူ့ရဲ့ထူးခြားမှုကိုတကယ်ကိုဖော်ပြနေရလားဆိုတော့ဘာကြောင့်များကြီးကားကဒီလောက်အထိပြောစမှန်တွင်နေရတဲ့အတူတူဆက်ကြည့်ကြပါပေါ့အော်စရာကောင်းတာကသူ့ရဲ့အရွယ်အစားဒါမှမဟုတ်ဈေးနှုန်းတစ်ခုတည်းကြောင့်မဟုတ်ပါဘူးအဓိကကတော့လေနီးပြီးနေရစွမ်းဆောင်ရည်ပြီးတော့အနာဂတ်ဆန်တဲ့ဒီဇိုင်းဒီရအားလုံးကိုကြစ်ကြစ်လေးလေးကားတစ်စီးထဲမှာဘယ်လိုများပေါက်ဆက်ထည့်သွင်းထားတယ်လဲဆိုတဲ့အချက်ပါပဲကဲပထမဆုံးပိုင်းကိုဆော့လိုက်ကြရအောင်အဲ့ဒါကတော့သူ့ရဲ့ဒီဇိုင်းပါပဲအပြင်ပန်းကိုကြည့်လိုက်ကြတဲ့ကိုခင်မိတဲ့ခန်းစားချက်မျိုးကိုပေးတယ်မျိုးပြလမ်းတွေပေါ်မှာယုံကြည်မှုရှိတဲ့ခန်းစားချက်ကိုဘယ်လိုဒီဇိုင်းမျိုးနဲ့ဖန်တီးထားတယ်လဲဆိုတာကြည့်ကြတာပေါ့သူ့ရဲ့ခင်မိတဲ့ပုံစံကိုဘာတွေကပံ့ပိုးပေးထားလဲဆိုတော့ကြည့်လိုက်ပါထက်ရှဲတဲ့ LED ရှင်းမီကြီးတွေပြီးတော့တက်ရက်တဲ့ကိုတယ်ဒီဇိုင်းလိုင်းတွေနောက်ဆုံးခင်မိမျိုးပြသုံး crossover ပုံစံအားလုံးပေါင်းလိုက်တော့တကယ့်ကိုဆွဲဆောင်မှုရှိတဲ့ကားတစ်စီးဖြစ်နေတာပေါ့ဆိုတော့ပြောချင်တာကချစ်လက်ပေမဲ့ထက်မြက်တွေရိုးရှင်းပေမဲ့စမ်းသစ်တွေဒီဒီဇိုင်းကမြို့ပြလင်းဒီပုံမှာယုံကြည်မှုရှိမောင်းနှင်ဖို့အတွက်ကိုရည်ရွယ်ထားတာဆိုတာရှင်းနေတာပဲရိုးရှင်းမှုနဲ့ခင်မီစမ်းသစ်မှုကြားကဟန်ချက်ညီမှုကိုကောင်းကောင်းကြီးပြသွားတာပါကဲအပြင်ပိုင်းကိုကြည့်ပြီးပြီဆိုတော့ကားထွင်ခန်းထဲကိုတစ်ချက်ဝင်ကြည့်ကြရပါအောင်ဒီနေရာမှာတော့မထင်မှတ်ထားတဲ့အတွေ့အကြုံတစ်ခုကစောင့်ကြိုနေပါတယ်ဟုတ်ပါတယ်ပြောထားတာကဒါဟာကြစ်လက်တဲ့ EV ကားတစ်စီးဆိုတာကိုမြင်သွားပါလိမ့်မယ်ဘာလို့လဲဆိုတော့အတွင်ခန်းကတကယ်ကိုကျဲဝင်းပြီးရေရွှေဖြင့်ခံစားချက်ကိုပေးလို့ပါပဲကားတေးတစ်စီးဆိုတဲ့မျောလင်းချက်ဒီကိုလုံးဝစင်ခေါ်လိုက်တာပေါ့အတွင်းခန်းကိုကြည့်လိုက်ရင်အသုံးပြုသူကိုဘယ်လောက်အဓိကထားလဲဆိုတာတွေ့ရမှာပါ။ရိုးရှင်းတဲ့ dashboard ချောမွေတဲ့ရေပေါ် infotainment screen 300လွှဲတဲ့ smart UI ပြည့်စုံတဲ့ချိတ်ဆက်မှုစနစ်တွေနဲ့ကြည်လင်ပြတ်သားတဲ့360 degree camera အရာအလုံးကသုံးဆွဲသူတက်တက်တောင့်တတထက်ကိုပဲဦးတည်ထားတာပေါ့။ဒါဆိုဒီလောက်ကောင်းတဲ့အတွင်ခန်းကဘဒူတွေတော့အဓိကရည်ရွယ်ထားတာလေ။ကြည့်လိုက်ရင်ပညာရှင်ဒီကျောင်းသားတွေနောက်ပြီးတော့မိသားစုငယ်တွေအတွက်ပါအဆင်ပြေအောင်လုပ်ထားတာတွေ့ရပါမယ်။ဆိုတော့ချစ်လစ်ပင်ဘလောက်အသုံးဝင်ပြီးကျယ်ဝင်းလဲဆိုတာကိုဒါကတက်တည်ပြနေရပါပဲ။ဟုတ်ပြီဒီဇိုင်းနဲ့အတွင်ခန်းပြီးတော့အင်ဂျင်ဖုံးအောင်မှာဘာတွေရှိမလဲ။ကားတစ်စီးရဲ့အသေးနှလုံးဖြစ်တဲ့စွမ်းဆောင်ရည်နဲ့သူ့ရဲ့အဓိကနီးပညာကိုဆက်ပြီးကြည့်လိုက်ကြအောင်။ဒီကားကိုမောင်းကြည့်လိုက်ရင်သူ့ရဲ့အဓိကဆွဲဆောင်မှုတစ်ခုကိုချက်ချင်းသိမှာပါ။အဲ့ဒါကတော့သူ့ရဲ့တုံ့ပြန်မှုများနဲ့လျှက်စစ်မော်တာပါပဲ။အရှိန်မြင့်လိုက်တာနဲ့ချက်ချင်းတက်သွားတဲ့အတွက်ပေါ်ပါပြီးအားကောင်းတဲ့မောင်းနှင်မှုချန်စားချက်ကိုအပြည့်အဝပေးဆွနိုင်ပါတယ်။ A1 ရဲ့အဓိကနည်းပညာကတော့သူ့ရဲ့ blade battery ပါပဲ။ဒါကဘာလဲဆိုတော့ဘေးကင်းလုံခြုံမှုကိုပိုဖြင့်တင်ထားတဲ့အပူတောင်ကိုပိုခန့်နိုင်တယ်။ပြီးတော့စွမ်းဆောင်ရည်ကလည်းအထူးကောင်းမှုနဲ့မျိုးဆက်တဲ့ battery တစ်မျိုးပေါ့။သူ့ရဲ့ဂျားတော်ပုံစံတိစောက်ပုံကြောင့်ထိုးဖောက်စမ်းတက်မှုတွေကိုတော့ခံနိုင်ရရှိပြီးတော့အန်ဒရီကင်းရှင်းမှုမှာတကယ်ကိုတားလွန်ပါတယ်Blade battery ရဲ့စွမ်းဆောင်ရည်ကဘလို့တာလဲဆိုတာကိုပြိုင်ဘက်တွေနဲ့ရှင်ကြည့်လိုက်ရင်ရှင်းရှင်းလင်းလင်းဖြစ်နိုင်ပါတယ်။မျိုးထဲမှာနေစဉ်တုံးဖို့ရောပရက်ခီးထောဖို့ရောစိတ်ပူစရာမလိုတဲ့စွမ်းဆောင်ရည်စံနှုန်းတက်တစ်ခုကိုပေးထားချိန်မှာတန်းတို့ပြိုင်ဘက်အများစုကရောဒီအပိုင်းမှာနှုတ်ကြကြနေတော့မှာပဲ။ဒါတကယ့်ကို game ကိုပြောင်းလဲစေမယ့်အချက်တစ်ခုလို့ပြောလို့ရပါတယ်။ကဲ designအတွင်ခန်းဤပညာအားလုံးကိုခြုံပြီးကြည့်လိုက်တဲ့အခါဒီကားငယ်လေးရဲ့ကြီးမားတဲ့ရည်မှန်းချက်ကဘာလဲဆိုတာကိုတွေ့လာရပါပြီ။သူက EV ဈေးကွက်ကိုဘလို့ပြောင်းလဲပြစ်နိုင်မလဲဆိုတာဆက်ကြည့်ကြရအောင်။ BYD ကဘလို့တန်ဟိုးတစ်ခုကိုပေးနေတယ်လဲဆိုတာဒီဇာတ်ကိုကြည့်လိုက်တာနဲ့ရှင်းသွားပါလိမ့်မယ်။သူတို့က features တွေပို့ပေးတယ်၊နည်းပညာတွေပို့ပေးတယ်။ရလက်ကတော့ပို့ပေးတက်တောင့်တက်တာရှိတာပေါ့။ဒါပေမဲ့အရေးကြီးဆုံးကဈေးနှုန်းပါ။ဒီလောက်ပေးထားတာတော့ဈေးနှုန်းကတက်နိုင်တဲ့စစ်မှာပဲရှိနေတော့မှာပဲ။ဆိုတော့ဒါကဈေးကွက်ထဲကိုရောက်လာတဲ့နောက်ထပ်ရွေးချယ်စရာကားသစ်တစ်စီးတည်းမဟုတ်တော့ပါဘူး။ဒါဟာလက်ရှိဈေးကွက်ကိုဦးဆောင်နေတဲ့ကစားသမားကြီးတွေအတွက်ကြီးမားတဲ့ချင်းချောက်မှုတစ်ခုဒါမှမဟုတ်ပြောရရင် serious disruption တစ်ခုဖြစ်လာနိုင်တယ်လို့တောင်သုံးသပ်နေကြတာပါ။နောက်ဆုံးအနေနဲ့ဒီကားရဲ့ဇလန်တစ်ခုလုံးကိုအနစ်ချိုးရရင်တော့ဒီစကားလေးတစ်ခုနဲ့အန်ကိုက်ပါပဲ။ကြီးကျယ်တဲ့ဒေါ်လန်ပြောင်းလဲမှုတွေဆိုလားတင်းကြတဲ့ຢာတွေကနေစတင်လာတတ်တဲ့အဆုံးသတ်မှာတော့ဒီကားကမေကွန်းတစ်ခုကိုခြံထားခဲ့ပါတယ်။မောင်နေမှုရဲ့အနာဂတ်ဆိုတာတကယ်ပဲရိုးရှင်းပြီးစမတ်ဂျာကလူတိုင်းတတ်နိုင်တဲ့ဈေးနှုန်းနဲ့ဖြစ်လာတော့မှလားဒါကတော့ဆက်ပြီးစမ်းစားစရာတစ်ခုပါပဲ